ကျွန်မတငယ်ချင်းမျိုးလိုက်နဲ့ဆိုရယူရတန်ကိုဂုံပြတဲ့တခြင်းဒီဆိုရှင်ပါတယ်လို့တခြင်းရဲ့ကောင်းစဉ်ကတော့ခရစ်တော်အတွက်တာမဟုတ်ရင်ဆိုတဲ့တခြင်းလေးပဲဖြစ်ပါတယ်ဒီတခြင်းကိုMBC Minister Department တာဝန်ခံဖြစ်တဲ့ဆရာဗန်ဒေါ့လျန်ရေးထားတာဖြစ်ပါတယ်
တော်အတွက်မဟုတ်ခဲ့ရှင်ဒါမဲ့